တိုက်ပြိုကျလူတွေရှိတယ်နေတိုက်တဲ့သူတွေတော့သူတွေဒီလိုကြောင်းကတော့ကောင်းပါတယ်ချင်းနေကောင်းပါတယ်ဟိုတခြားကြောင်းတွေကတော့မကောင်းဘူးပေါ့ပါလာတို့ဟိုအခိတာတို့ဆိုတော့ပါလာနဲ့တွေ့တဲ့ကြောင်းတည်ကြီးတွေဆောက်တဲ့ဆောင်ရဲကောင်ရဲတူရတယ်နိုင်စင်းပြသွားပြီနိုင်စင်းရောဆာရော်တွေထိတာကတက်ခဲမှာမရှိဘူးစာပေဆောင်မှရှိတာဒီတာလေအဲ့ဒါဟိုမှာဟိုအပြင်းပြင်းမှာဥဒ္ဒသိမ့်ပိမ့်မှန်ဟုတ်တယ်ဗိမ္မာမှာတူးချက်ဆောင်ပြိုလာလို့ပြောတယ်စာပေတွေပြိုသွားတာဝိုင်းဆောင်ကတော့အပြီးပြလာတွေနဲ့အသက်အန္တရာယ်တွေပါလေကျုံတော့တယ်စာပေကကျိုးရပေးတာတွေရှိတော့တယ်စာပေနေတဲ့ဆရာတော်တွေကများတော့ဖြင့်ကိုယ်စင်းလို့ဆောင်ရဲဒီကနေ့ဘောက်ဝဲနေတာကဒီမိတီတို့အာနာလိုက်နာအဆောင်ကြီးအားဆိုတော့လေကိုစားကြရနေဒီလက်ကတည်းကနေတကယ်ကိုရိုတွေအဲသမုဒ္ဒပြည်တဲ့ကိုရိုတွေပဲထိမှာပါဒီတိုက်ထဲမှာရှိတဲ့ကိုရိုတွေလွတ်တယ်ပထမငနေမှာဖြစ်တော့အကုန်လုံးထွက်လာကြတော့လေမနေခိုင်းတော့ဘုံကြီးကဒုတိယအချီလို့တော့ပြိုတော့တာပေါ့အဲ့လိုဖြစ်သွားလူတွေကဘုံလွတ်သွားတိုက်တဲ့ကဟိုရခိတာပြိုတော့ရခိတာနဲ့တည့်ရပါလာလေဥဒမကြောင့်ပြီးတာပေါ့သူကတော့ရခိတာကြီးက6ထက်လေးအဝဲဘာလို့တော့ပေါက်စီဆိုတာဒီလိုပါလာရဲ့ငါပါလာတောင်းရဲ့ဆွားတောင်းနေရမှာပေါ့ပါလာတောင်းရဲ့နောက်မှာပြီးဆောက်လိုက်တာအဲ့တောင်းကြီးကပြိုတော့ပါလာကပြီးတာပေါ့ဖြစ်တော့ပါဘူးဒီလိုကနိုင်စင်အဲ့နိုင်စင်ဒီလိုဒီပဲစိတ်ကရေးစင်တိုင်းလုံးတုံးနဲ့ရေးစင်အဟုတ်မှာဘူးလို့လည်းပေါင်းတော့ပြည့်နေပြီသူတွေတော့ဆမ်းမြေအစာဦးတွေတော့ကြောက်ရတယ်ဒါနဲ့အစာဦးတစ်ခါတော့သိနေကြောက်အောင်အခုတော့ဖြစ်တယ်လို့တော်တော်မျိုးတော်ဝင်ကပြန်လာတယ်ဥပဒေတွေကပြောပြတယ်သူသွားတဲ့အဲ့ဘက်မှာလည်းတော်ဖြစ်နေတာတဲ့ဒီခရာကြောင်းနေရောလေဖျားဝတ်တဲ့ချိန်တွေဆိုတော့ပလီဒီပါဒီမှာလည်းတော်တော်ထိနေစေးရုံနေရောဆေးရုံနေလေဒီနေ့မကောင်းဘူးခုလက်ရှိအိမ်ကရှေ့ဘက်တိုက်ကြီးအပ်ပြီးတော့တစ်ထပ်ကအပ်နေလို့ငါတို့အဲ့ရှေ့ဘက်ချာတဲ့ချိန်တွေမကောင်းဘူးအတွင်းထဲလည်းထုံးစံတိုင်းပစ္စည်းတွေကတော့အကုန်လုံးဝုန်းနေလို့အဲ့ဒါလုံနေရတာမို့လေတော့မှအဲ့စောင်းချိန်နေပြီဘယ်ချိန်ပြိုကြမလဲမသိဘူးငါတို့တော့ဆိုင်ရှိသမျှပစ္စည်းအကုန်ထဲ့သိမ်းမျိုးတာပြန်လာတာတခြားတွေအကုန်လုံးပြိုကြတာတွေမှာအကုန်လုံးအမတန်အဲ့လိုနဲ့ဒီလည်းမငြိမ်လေးဦးမူကြီးလှုပ်တုံးရှိသေးတယ်လှုပ်နေပြန်ပြီငယ်မရဲ့တိုက်ပြိုကျလူတွေရှိတယ်နေတော်လှုပ်တယ်တိုက်တွေတော်ပြိုကြတယ်ပုံပြတ်သွားတာဟုတ်တယ်အင်တာနက်လိုင်းတော့ရတယ်ဒါကျိုးနဲ့လမ်းပိတ်တယ်ဟုတ်လဲစကိုင်းတကားဟောင်းပြိုသွားတယ်တန်းနဲ့တိုက်ကြတော့တော်တော်များများပြိုတယ်ဟာ82လေ82ကနေပြန်လာတာငါမျိုးသစ်တီပဲ Great Wall တော့ခွန်ရှစ်ကတော့ခွန်ရှစ်က Great Wall တည်ရမလားအဲ့ဒါလည်းစောင်းသွားတယ်ဘောသာတည်ရမကဘောသာတိုက်တိုင်းရှိရလဲအဲ့ဒါကြီးတကူကတော့ပြိုကျသွားစင်ကြီးမိုးတော့လက်ဖေးတိုင်းကြီးလည်းပြိုသွားတယ်10မိနစ်ကြော်လောက်လှုပ်တယ်ပြီးတော့3မိနစ်လောက်နားပြီးနောက်ကထက်လှုပ်တာနှစ်ခါပြင်းပြင်းထန်ထန်လို့နောက်ကတော့တေးသေးလေးတွေပါ